ဒီလိုဓာတ်ပုံလေးတစ်ပုံကိုထည့်လိုက်တာနဲ့ AM Blue ဖန်တီးနည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ် AM Blue ဖန်တီးလေးကိုဘယ်လိုလုပ်ကြလဲဆိုတာအတူတူတွားကြည့်ကြမယ်ရှင်ဒီကောက်လေးကို follow မလုပ်ကြသေးရင်လည်း follow လေးလို့အသေးလေးပေးပြီးတော့ share လေးတစ်ချက်လုပ်ပေးတော့ပါရှင်အားလုံးပဲအတူတူတွားကြည့်ကြမယ်ရှင်ဒီဗီဒီယိုလေးယူမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်ကအပြာရောင်စာကြောင်းလေးကိုနှိပ်လိုက်ပါပြီးသွားရင်တော့ကိုရဲ့ဓာတ်ပုံတစ်ပုံကိုထည့်လိုက်ပါဒီလိုမျိုး100ပြည့်သွားပြီဆိုရင်တော့ရသွားပြီပေါ့နော်ကိုရဲ့ဓာတ်ပုံလေးတစ်ပုံထည့်လိုက်တာနဲ့ဒီလိုမျိုး AI ဖန်တီးနည်းလေးရသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းတိုင်းပဲသွားလို့ကြည့်ပါအပေါ်ကရိုက်ပြထားတဲ့စာမျိုးလေးတိုင်းပဲရိုက်ပြီးတော့မှရှာကြည့်ပါပြီးလို့ရှိရင်တော့ကိုကအပေါ်ကဒီမှာ export ဆိုတာလေးကိုနှိပ်ပြီးတော့မှယူလိုက်ရင်ရပါပြီ export တင်လိုက်ရင်ရပါပြီဒီနည်းလမ်းတိုင်းပဲသွားလို့ကြည့်ပါအားလုံးပဲအဆင်ပြေကြပါသည်ရှင်